မပြန်လဲမွေးဖွားလာပြီးနောက်အရင်ဆုံးလုပ်ခဲ့တဲ့အရာကတော့သူမရဲ့အခြေဦးအတွက်လုပ်ပေးထားခဲ့တဲ့စုတောင်ကျဲခောက်စားရွက်များကိုဖျက်ဆီးဖြစ်တာပဲဖြစ်တယ်။ထို့နောက်ချက်ချင်းဆိုသလိုစာမေးပွဲတွင်စာခူးချခဲ့ကြောင်းသူ့ကိုတိုင်ကြားလိုက်ပြီးသူ့အမိဂုံတိတ်ခါကိုဖျက်ဆီးဖို့ဆုံးဖြတ်ခဲ့တယ်။အရင်ဘဝမှာသူမဟာအခြေဦးကိုအလွန်ပင်ချစ်မြတ်နိုးခဲ့ပြီးဘဝတစ်ဝက်လောက်ကိုဆုံးရှုံးခဲ့ရတယ်။မိဘတွေရဲ့ပိုင်ဆိုင်သမျှကိုပါသူ့အတွက်ပေးအပ်ခဲ့ရလောက်အောင်မျက်စိကန်းခဲ့တယ်။အဆုံးမှာလို့သူမရဲ့အမြင်မဲ့တဲ့ချစ်ချင်းကြောင့်မိဘနှစ်ဦးလုံးစိတ်တိုင်ရကြီးစွာရပြီးတည်ဆုံးသွားခဲ့ရတယ်။သူမရဲ့မိသားစုငွေကြေးတွေကိုအသုံးချပြီးအဲ့ဒီလူကနမေကြီးလူငယ်တဦးဖြစ်လာခဲ့ပြီးသူတို့အကြောင်းကိုတောင်ပြန်လာပြီးမိန့်ခွန်းပြောဖို့ဖိတ်ကြားခံခဲ့ရတယ်။သူမကတော့အစင်းနဲ့ကြအနစ်နာခံခဲ့တဲ့အတွက်မိဘတွေရဲ့တင်ချိုင်ဖို့အတွက်အ ਨੇ ဆုံးအကူငွေဖြင့်ကူညီပေးမယ်လို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့သူမရဲ့အချီဦးကလူတွေရှေ့မှာပဲသူမကိုအပြစ်တင်ပြီးမိဘစုအိမ်တော်ကြီးကိုဖျက်ဆီးခဲ့တာသူမကိုယ်တိုင်ပဲလို့ပြောကမိဘတွေတည်ဆုံးရခြင်းကိုပါသူမအပေါ်လှည့်ချလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမဟာကိုယ်တိုင်ဘလောက်မှားခဲ့တယ်လဲဆိုတာကိုနာကျင်စွာသဘောပေါက်သွားခဲ့တယ်။သူမကခေါငူးပေါ်တက်ပြီးအဲ့ဒီလူအထွတ်အရေးခဲ့တဲ့နောက်ဆုံးစာကိုမိရှုလိုက်ကမိမိရဲ့ဝမ်းထဲပဲဘဝကိုအဆုံးသတ်လိုက်တယ်။ဒီအဖြစ်အပျက်အားလုံးဟာသူမရဲ့မျက်စိကန်းချစ်တတ်မှုကြောင့်သာဖြစ်လာခဲ့တဲ့ဝမ်းထဲစွာရာအဆုံးသတ်တစ်ခုဖြစ်ကြောင်းသူမနာ